fashion ကတော့ကိုယ့်ကိုပဲစပင်းတွေကအစားပေါ့နော်လုံးမယ်ဆိုတော့အဲ့တော်တွေပေါ်ရရင်ပြီးတော့ပေါ့နော်စပင်းတွေကဆိုညီမလိုက်ကြည့်တယ်ပွဲလို့ရှိရင်ညီမဝတ်စားဆိုလို့ရှိရင်လည်းဒါညီမအပြင်မှာခါတဲ့ဈေးဝယ်စင်တာတွေမှာလိုက်ပက်ပြီးလိုက်ကြည့်ရပါတော့ဈေးလေးလည်းတင်ကိုနဲ့လည်းလိုက်မယ်လေကိုစင်လာစိုးရိမ်တာမတို့ဒီအဖြေထဲမှာကြတော့size ဆရာဒရိုက်တာဥတုခအဲ့လိုမျိုးရေးထားပါတော့တကယ်အပြင်မှာအဖြေမှန်ကကြတော့ဥတာရူးတယ်ဒါပေမဲ့ညီမတို့ကြပေးထားတဲ့အဖြေကိုပဲညီမတို့ကြက်ရတာဖြစ်တော့ပေါ့နော်အဲ့ဒါလေးတော့နည်းနည်းစိုးရိမ်နေဘယ်လိုအမှတ်ပေးမလဲမသိဘူးပေါ့နော်ဟုတ်ဒါကတော့ရှေ့တစ်ခေါက်ပေါ့နော်ဒါပထမအဆင့်မှာဒါပါလာပြီဆိုတော့ဒုတိယအတွက်ကိုအများကြီးကိုစူးစမ်းရတယ်အများကြီးကိုပြင်ဆင်ရတယ်ပေါ့နော်စာတွေလည်းအများကြီးချက်ရတယ်ဟုတ်ရင်းနေတုံတာတအားတုံတာဘာလို့ဆိုတော့အရင်တစ်ခေါက်ကလူတွေကအများကြီးပြီးတော့မိန်းကလေးတွေကလည်းကိုရှိမှ10ရောက်လောက်ပေါ့နော်အရင်ဖြေးရတာအခုဒီတစ်ခေါက်ကျတော့မိန်းကလေးမှာကိုကနံပါတ်3ဆိုတော့လေပထမဦးဆုံးလည်းဖြစ်တော့တအားကြောက်ပြီးတော့အဲ့ကိုကိုမေးတဲ့မေးခွန်းကိုတလုံးနဲ့တလုံးဖြေဖို့လေညီမတော်တော်ကြာတာအဲ့လိုမျိုးပြန်လာတော့လက်တွေလည်းအေးဆက်ရင်းတွေလည်းတုံပြီးတော့အဲ့လိုဘာတွေဖြေလာမှလည်းမသိဘူးပေါ့နော်ကိုအဲ့လိုမျိုးတွေဖြစ်လာတာဟုတ်အခုကသမီးကိုကြတော့ကိုခန့်မေးရပေါ့နော်ကိုခန့်စီသူမေးရကြောက်တာလည်းပါတယ်ရှိန်တာလည်းပါတယ်ပေါ့နော်နောက်ပြီးတော့ညီမခုနကတော့စိုးရိမ်တာမတို့ဒီအဖြေထဲမှာကြတော့size ဆရာဒရိုက်တာဥတုခအဲ့လိုမျိုးရေးထားပါပေါ့နော်တကယ်အပြင်မှာအဖြေမှန်ကကြတော့ဥတာရူးတယ်ဒါပေမဲ့ညီမတို့ကြပေးထားတဲ့အဖြေကိုပဲညီမတို့ကြက်ရတာဖြစ်တော့ပေါ့နော်အဲ့ဒါလေးတော့နည်းနည်းစိုးရိမ်နေဘယ်လိုအမှတ်ပေးမလဲမသိဘူးပေါ့နော်ဟုတ် fashion ကတော့ကိုယ့်ကိုပဲစပင်းတွေကအစားပေါ့နော်လုံးမယ်ဆိုတော့အဲ့တော်တွေပေါ်ရရင်ပြီးတော့ပေါ့နော်စပင်းတွေကဆိုညီမလိုက်ကြည့်တယ်ပွဲလို့ရှိရင်ညီမဝတ်စားဆိုလို့ရှိရင်လည်းဒါညီမအပြင်မှာခါတဲ့ဈေးဝယ်စင်တာတွေမှာလိုက်ပက်ပြီးလိုက်ကြည့်ရပါတော့ဈေးလေးလည်းတင်ကိုနဲ့လည်းလိုက်မယ်လေကိုစင်လာရတဲ့နောက်တော့ရပါတယ်ဒါပေမဲ့ဘယ်လိုပြောရမလဲကိုလိုချင်တဲ့အမောက်ကလေးအတိုင်းတာလေးတစ်ခုတော့မရသေးဘူးเนาะအများကြီးတော့ကြိုးစားနေရပါတယ်ဟုတ်စပင်းဆိုလို့ရှိရင်ညီမဒါTikTokဟိုင်ကြည့်ရTikTokဟိုင်မျိုးအဲ့လိုမျိုးပေါ့เนาะစပင်းပုံစံစတုံးတွေအဲ့လိုမျိုးလိုက်ကြည့်ရင်လည်းမှရှေ့တစ်ခေါက်ကဆိုလို့ရှိရင်ဒါအခွေလေးပေါ့เนาะအထဲထဲကိုပြန်ပြီးရစ်တာဒီတစ်ခေါက်ကျတော့အထွက်ကလေးပြန်လုံးမယ်ဆိုပြီးတော့ပြလိုက်တာပေါ့เนาะသူတို့ကတော့ညီမလေးလိုက်ပါမလားဘာညာပေါ့ရတယ်သမီးကိုဒီပုံစံမျိုးလေးပဲထုံပေးသမီးဒါမျိုးလေးပဲကြိုက်တယ်ဆိုပြီးတော့စပင်းဆရာတွေကိုပူစားတာပေါ့เนาะမိတ်ကပ်ကတော့ခိုင်းစင်ပါဒါစပင်းကတော့ဒါအဇိုင်းပေါ့เนาะဟုတ်fashion ကိုပြီးတော့ဒါအပြည့်မလျော့ဘူးပေါ့နော်စာပဲကြောက်တာအမေကွန်းနေနဲ့အဲ့ဒါတွေနဲ့ပဲကြောက်တာကိုအိမ်မှာကြောက်တာတော့ကြိုက်တဲ့နေရာဖောက်မမေးကိုလူနဲ့ကိုကြတော့ရဲနေရောဖြည့်ရဲတယ်ဒါပေမဲ့တကယ်နှစ်ဖူးတူတွေလည်းဖြည့်ရရောအမှမထွက်တော့ဘူးတလုံးနဲ့တလုံးအပြေတွေကတော့အကုန်မှန်တယ်ရှင်ညီမခုနကတော့အဲ့ဥတုခနဲ့ဥတာရုနဲ့ပေါ့နော်အဲ့တခုပဲညီမစိုးရိမ်တာပါဟုတ်ညီမဖြည့်ခဲ့တဲ့အဖြေတွေကတော့ဒါအဖြေထဲမှာပေးထားတဲ့ဟာတွေအကုန်မှန်တယ်ပေါ့နော်ဟုတ်ဘယ်လိုပြောမလဲအပြင်မှာသူတို့အထဲထဲမှာရေးထားတဲ့အဖေကဥတုခလို့ရေးထားတာဟုတ်ကဲ့ပပဥတုခစာရေးဆရာဒရိုက်တာဥတုခလို့ရေးထားတာဒါပေမဲ့အဖေကစာရေးဆရာဒရိုက်တာဥတာတုဖြစ်ရမှာဒါကတော့ရေးပေးတဲ့လူတွေမှားတယ်လို့တော့ညီမတော့ထင်တယ်ညီမသမီးဖြေတာတော့မှန်တယ်ညီမတို့လက်ထဲမှာအဖြေစာရွက်တွေရှိတယ်အဲ့ဒါကြောင့်မို့ပေါ့ညီမပြန်တိုက်ကြည့်ရပါတော့အပြင်မှာကအဲ့လိုအဖြေမှန်က size ဆရာဒရိုက်တာဥတာရုဆိုပြီးညီမတို့ရေးပေးရမှာဒါပေမဲ့ရေးပေးထားတဲ့လူက size ဆရာဒရိုက်တာဥတုခဆိုပြီးတော့ရေးပေးထားတာပေါ့နော်အဲ့ဒါကြတော့လွတ်လပ်ရေးခေတ်မှာပါဝင်ခဲ့တဲ့ဒါအမှုပညာရှင်တွေရဲ့ဒါနာမည်တွေပေါ့နော်ညီမတို့ဒါရွတ်ပြရတာပေါ့နော်ဟုတ်နည်းနည်းတော့စိုးရိမ်တာပေါ့နော်ဒါညီမဖြည့်တဲ့အတိုင်းကတော့ဒါစာရွက်ထဲရအတိုင်းပဲဒါပေမဲ့အပြင်ကအတိုင်းလေးအမှတ်ပေးမယ်ဆိုတော့ညီမလည်းမသိဘူးပေါ့နော်ကံပဲအဲ့ဒါလေးတော့စိုးရိမ်နေဟုတ် level စိုးရိမ်မှု level တစ်ဆင့်ထပ်တက်တာပေါ့နော်စိုးရိမ်မှု level တစ်ဆင့်ထပ်တက်သွားတယ်လို့ပြောရမှာပေါ့ဘာလို့လဲဆိုတော့ဒီမှာကျတော့တကယ်မေခွန်းတွေအရှိမကောင်းဖြေသွားတဲ့လူတွေလည်းရှိတယ်ဒါယောက်ျားလေးတွေမှာဆိုကောင်းဖြေသွားတဲ့လူတွေလည်းရှိရပေါ့နော်ညီမကျတော့တော်တော်တုံပြီးတော့ဖြေလာဆိုတော့နည်းနည်းတော့စိုးရိမ်တာပေါ့ပြီးတော့လည်းခလေးတွေကြားထဲမှာဖြစ်တော့ပေါ့နော်ဟုတ်ပြိသက်ကြီးပေါ့နော်ဒါပြိသက်တွေရဲ့ရှေ့မှာဒါပေးတဲ့စုတွေပုတ်တာရဲ့မြစ်တာရေးကြောင်းနဲ့ဒါဒုတိယဆင့်ကိုထပ်ပြီးတော့ပါခဲ့တာပါထပ်ပြီးတော့ပေါ့နော်နောက်တစ်ဆင့်ထပ်ပါဖို့အတွက်သမီးကိုထပ်ပြီးတော့စူတောင်းပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင့်